ပြည်တွင်းမိုးလေဝသအခြေအနေတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းရမှာအားလုံးကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအနှဲငယ်မှာအားတင်ရှိနေပါတယ်။ဒီကနေ့မိုးတဲ့ချိန်ဒီခန့်မှန်းချက်အနေနဲ့ကတော့နေပြည်တော်ကချင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာနေရာကျကျမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာနှံပြမိုးထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တပြည်လုံးမှာမိုးတိမ်တောင်များဖြစ်တော်နေရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုထားပါတယ်မြမပင်လယ်ပြင်ခြေနေကတော့မြဝကျွန်းပေါ်မော်ဒမာခွေမွန်တရင်သားကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖာရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေးဟာတနအီလေမိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းမြင်မှာမြဝကျွန်းပေါ်မော်ဒမာခွေမွန်တရင်သားကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ9ပေမှ17ပေခန့်ရှိနိုင်ပါတယ်ကြံမြမပင်လယ်ပြင်မှာလိုင်းတင်ရှိပါမယ်လိုင်းမြင်မှာရခိုင်ကမ်းရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်ဒီကနေ့နဲ့မနက်ဖြန်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးပိုလာပါမယ်နေပြည်တော်ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့ရဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မွန်တဲ့ချိန်ဒီခန့်မှန်းချက်တွေအနေနဲ့ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ